ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာတုတ်တံမှာမတ်လ13ရက်နေ့နနက်6နာရီချိန်ကအမျိုးသမီးငယ်တဦးကိုကားဝယ်ယူရန်မြှားခေါ်ခံရပြီးမရင်းချင်းအလောင်းဖြောက်ခံရမှုဖြစ်ပွားခဲ့လို့သိရပါတယ်။အသက်24နှစ်အရွယ်မျိုးသမီးငယ်တဦးကိုကားဝယ်ယူပြီးကားလာပြပါလို့လူတဦးကဖုန်းဆက်ခေါ်ရမှကားသွားပြစဉ်မရင်းချင်းလူသက်အလောင်းဖြောက်ခံရကြောင်း၎င်း၏မိသားစုဝင်များထံမှသိရပါတယ်။ကျမရဲ့ဒူမာလေးကိုမနေ့ကညနေ6နာရီချိန်လောက်ကကားဝယ်မယ်တရုတ်ငွေ9600ပေးမယ်ကားလာပြပါလို့ဆိုတာခေါ်တဲ့အတွက်ကားသွားပြတာမနေ့ညကပြန်မလာတော့သူ့တငယ်ချင်းအိမ်မှာပဲအိတ်တယ်ထင်တာဒီမနေ့6နိုင်ကြတော့မူဆယ်တုတ်တံမှာမျက်နှာကိုတိတ်ဆိတ်ထားပြီးမရင်းချင်းလူသက်ပြီးစွန့်ပစ်ထားခဲ့တာတုတ်တံမှာသွားကြည့်တော့အပေါ်တွင်းကန်ကိုအောက်တွင်းကန်ကိုမရှိဘူးစေယုံမှာဆရာဝန်စစ်ချက်နဲ့စခန်းမှုတို့ကအမှုအတွက်စေးစာယူနေတယ်ကားလေးယူရတယ်မူဆယ်စခန်းမှာအမှုဖွင့်ဖို့လုပ်နေတယ်ရဲတွေကတော့အမြန်ဆုံးတရားခံကိုဖမ်းမိအောင်လိုက်နေပါလေလို့၎င်း၏အတော်ရင်းဖြစ်သူကပြောပါတယ်အဆိုပါကိစ္စနဲ့ပတ်သက်ရင်မူဆယ်မြို့မှာရဲစခန်းသို့ဖုန်းဆက်မေးရတောင်ရှိသူတို့ကအမှုမှန်ဖော်တော်ရေးအတွက်စ조사နေတယ်လို့ပြောကြားခဲ့ပါတယ်